အိမ်ကောင်းကန်စာကာကွယ်ဆေး HPV ဗက်ဆင်းကိုအမျိုးသမီးတွေသာမကအမျိုးသားတွေပါထိုးနှံသင့်ပါတယ်။ကျွန်မကတော့အနန္တစေတနာဖောင်ဒေးရှင်းကဒေါက်တာချမ်းမဲဖြစ်ပါတယ်ရှင်။ Human Papilloma Virus HPV ဟာဆိုရင်လိင်ဆက်ဆံခြင်းကနေတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးပဲဖြစ်ပါတယ်ရှင်။ဒီရောဂါပိုးကိုကာကွယ်ပေးမဲ့ကာကွယ်ဆေးကိုတော့ HPV ဗက်ဆင်းတအိမ်ကောင်းကန်စာကာကွယ်ဆေးလို့ခေါ်ပါတယ်ရှင်။ HPV ဗက်ဆင်းကတအိမ်ကောင်းကင်ဆာအပြင်လိင်အင်္ဂါကျွတ်တို့အမျိုးသားလိင်အင်္ဂါကင်ဆာ၊စအိုကင်ဆာနဲ့မိမက်ကိုကင်ဆာကိုပါကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင် HPV ပိုးကြောင့်ဖြစ်တဲ့ဦးခေါင်း၊ပါးစပ်၊လည်ပင်း၊အစာရည်မြူပြိုကင်ဆာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။အရင်ဆုံးသိထားရမှာက HPV ဗက်ဆင်းလို့ခေါ်တဲ့အိမ်ကောင်းကန်ဆာကာကွယ်ဆေးကိုအမျိုးသမီးတွေသာမကအမျိုးသားတွေပါထိုးနှံသင့်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့အဆိုအရ HPV ဗက်ဆင်းကိုလိင်ဆက်ဆံမှုမရှိသေးတဲ့အရွယ်ကနေစတင်ထိုးရင်အကောင်းဆုံးဖြစ်တယ်လို့ဆိုပါတယ်။အသက်9နှစ်ကနေ14ထိဆိုလို့ရှိရင်အချိန်အားဖြင့်6လသို့မဟုတ်12လထိခြားပြီးကာကွယ်ဆေးကို2ကြိမ်ထိုးနှံသင့်ပါတယ်။အသက်15နှစ်ကနေ26နှစ်ထိအရွယ်ဆိုလို့ရှိရင်ကာကွယ်ဆေးကို6လခြားပြီး3ကြိမ်ထိုးနှံသင့်ပါတယ်။အသက်28နှစ်ကနေ45နှစ်ဆိုရင်တော့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးထိုးနှံသင့်ပါတယ်။ကိုဝင်ဆောင်မိခင်တွေနံပါတ်1တဲ့လူတွေမှာဆိုလို့ရှိရင်လည်း HPV ဗက်ဆင်းကိုထိုးနှံလို့မရပါဘူး။ HPV ဗက်ဆင်းလို့ခေါ်တဲ့အိမ်ကောင်းကန်ဆာကာကွယ်ဆေးဟာဆိုရင်အမျိုးအစားကြီး3ခုရှိပါတယ်။ပထမအမျိုးအစားဟာဆိုလို့ရှိရင်တော့ HPV ပိုး16နဲ့18ကိုကာကွယ်ပေးနိုင်တဲ့ကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။ဒုတိယအမျိုးအစားတစ်ခုကတော့ HPV ပိုး6 17 16 18အမျိုးအစား၄မျိုးထိကာကွယ်ပေးနိုင်မဲ့ကာကွယ်ဆေးအမျိုးအစားပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးတစ်ခုကဒါဆေးနိုင်ကတော့ HPV ပိုး6 17 16 18 31 33 45 52 58အထိကိုပြိုးကိုကာကွယ်ပေးနိုင်တဲ့ကာကွယ်ဆေးအမျိုးအစားပဲဖြစ်ပါတယ်ရှင်။ကာကွယ်ဆေးအမျိုးအစား3ခုလုံးကတော့ကင်ဆာရောဂါဖြစ်နိုင်ခြေအများဆုံးဖြစ်တဲ့ HPV ပိုး16နဲ့18ကိုကာကွယ်ပေးနိုင်ပါတယ်။ဒီပိုးနှမျိုးကတိမ်ကောင်းကင်ဆာ80%ကျော်၊လိင်တန်းကင်ဆာ63%နဲ့ပါးစပ်၊စအိုး၊လည်ချောင်းကင်ဆာတွေနဲ့ဆက်စပ်မှုအများဆုံးရှိနေတတ်ပါတယ်။တခုသတိထားရမှာကကာကွယ်ဆေးကကူးစက်မှုအသစ်ကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။ HPV ပိုးကူးစက်ခြင်းခံရပြီဆိုရင်တော့ထိရောက်မှုမရှိတော့ပါဘူး။ကာကွယ်ခြင်းကကုသခြင်းတက်ပိုပြီးထိရောက်တဲ့အတွက်ကြောင့်မို့လို့အနန္တစေတနာဖောင်ဒေးရှင်းကနေပြီးတော့ HPV ဗက်ဆင်းလို့ခေါ်တဲ့အိမ်ကောင်းကန်ဆာကာကွယ်ဆေးကိုကြိုတင်ထိုးနှံပေးဖို့တတိပေးလိုက်ရပါတယ်ရှင်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကျန်းမာရေးအကြံပြုချက်တွေနဲ့အသိပညာပေးအကြောင်းအရာတွေကိုမျှဝေပေးသွားမယ်အနန္တစေတနာဖောင်ဒေးရှင်းရဲ့ Facebook, TikTok နဲ့ YouTube Page တွေကို Like and Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။